မင်္ဂလာပါရှင်ရွှေချက်လေး channel ကနေပရိသတ်တို့ကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel ကနေကမ်ဘီယာဆန်ဆန်ပရာလောကဆန်ဆန်ဇလံကောင်းလေးကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်ဒီကနေ့မှာလည်းပရိသတ်တို့နားဆင်ရမယ့်ဇလံကောင်းလေးကတော့စာရေးဆရာတတေရေးသားထားတဲ့ငနက်ကြီးရဲ့ဆရာဆိုတဲ့ပရာလောကဇလံကောင်းလေးတစ်ပုဒ်ကိုနားဆင်ခန်းစားရတော့မှာဖြစ်ပါတယ်ဇလံလေးကိုမတင်ဆက်ခင်ပြီးမှာတော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနောက်လူဒီဘဲလေးကိုလည်းနှိပ်သားပေးခဲ့ကြပါဦးရှင်ခုပဲဇလံလေးကိုတင်ဆက်ပေးလိုက်ပါပြီတတေးဆိုတဲ့ကျုပ်ကအင်မတန်မှနှုတ်လို့တဲ့ကောင်းမြဒါကြောင့်လဲလူမသိအောင်လုပ်ရတဲ့အလုပ်တို့စွန်းစွန်းစားစားလုပ်ရမယ်အလုပ်တို့အခြေအနေမဟန်ရင်အသက်ကိုဖက်ကလေးနဲ့ထုတ်ပြီးပြေးရမယ်အလုပ်ဆိုရင်ကျုပ်ကိုလာပြီးအဖော်ခေါ်ကြတယ်ဗျအခြေအနေမဟန်ရင်တော့ဖနှောက်နဲ့တင်ပါတသားတဲ့ကြောင်ပြေးခဲ့ရတဲ့အချိန်တွေမနှဲတော့ပါဘူးဗျာအခုလေတာတေးကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုကိုပြောပြချင်လို့ဗျခမရတို့သိတဲ့အတိုင်းပဲကျုပ်တို့အညာဒေတာဆိုတာကပူပြီးဆိုရင်လွတ်ပူတာလေအေးပြီးဆိုရင်လေမေးကြိုက်အောင်အေးတာဗျဒီနေ့လေပူလုံးတို့တာတေးဘယ်ကိုမှမသွားတာဗျကျုပ်ထုံးစံအတိုင်းပေါ့ဗျာကျုပ်တို့ဝိုင်းနေရမကြီးပင်ကြီးအောက်ကတစ်သားကိုပြစ်ပေါ်မှာပဲဝဘိုးချမ်းလေးခေါင်းအုံးပြီးတော့မောက်လိုက်လှန်လိုက်လှုပ်နေတာကျုပ်ကနဂါဆေးဘောလေးကိုလွတ်ကြိုက်တာဗျဆေးဘောလေးကလေးဖွာလိုက်ပြန်ချလိုက်လှုပ်နေတာပေါ့ဗျအညာသားစီးစိမ်ဆိုတာဒါမျိုးထင်ပါရဲ့ဟာတာတီရတဲလေစိန်ခန္ဓာကိုကွာဟောလှုပ်ပြီးကျုပ်မို့လို့စိန်ခံရတော့မယ်ဆိုရင်တယောက်မဟုတ်တယောက်တော့ကတော့ရောက်လာတော့တာပဲဗျကျုပ်လည်းကြပြကြရခေါင်းထောင်ကြည့်လိုက်တာပေါ့ဗျဝိုင်းပေါက်ဝမှာတောင်းတောင်းကြီးရက်နေတဲ့ကိုနီတာကြီးကိုတွေ့တယ်ဗျဟာကိုကြီးနီတာလာဗျဒီလောက်ကြီးပူနေတဲ့ကြားတယ်ဗျဘယ်ကပြန်လာတာတော့ဗျဘယ်မှပြန်လာတာမဟုတ်ပါဘူးကွာမင်းစီကိုပဲလာတာပါမင်းနဲ့စကားလေးပါလေးပြောချင်လို့ပေါ့ကွာအော်လာလေကိုကြီးနီတာကျုပ်ကຫນွေစည်းစိမ်ကလေးရှင်းနေတာကကြပြကြရကုန်းထားလိုက်တယ်ပြီးတော့ကျုပ်အိတ်နေတဲ့တစ်သားကုတ်ပစ်ကလေးကိုကျုပ်ပင်းပါချထားတဲ့ပစိုးဟောင်းကလေးနဲ့ဖုန်ခါပေးလိုက်တယ်ဗျာရပါတယ်တတေးရဖုန်နေပါတွေခါဖို့မလိုပါဘူးကွာပြောဆိုနဲ့ကိုနေတာကကိုပြစ်မှာဝင်ထိုင်လိုက်တယ်ပြီးတော့သူ့ဆောင်းလာတဲ့ဝါခမောက်ကြီးကိုချုပ်ပြီးရက်ခတ်နေတယ်ဗျကျုပ်ကအိမ်ဘော်ကိုအပြည့်တက်ပြီးရင်နှွေးချမ်းဦးနဲ့ငကားဆေးဘောလေးလေးတွားယူလိုက်တယ်အကြမ်းခတ်ပူပူကိုပကံနဲ့ငှဲ့ပေးလိုက်တယ်တောက်ကိုနေတာတောက်ကျုပ်တို့အညာမကနေဘူးတွေကလာရင်ရွှေနှွေးပူပူတောက်ကြတာထုံးစံပဲဗျကျုပ်ကကိုနေတာရွှေနှွေးတောက်တော့မှငကားဆေးဘောလေးတစ်လိပ်ကိုမြင်းညစ်ပြီးအစင်သက်လှုပ်ထားတယ်ဗျရော့ဆေးဘောလေးကလေးဖောင်းကိုနီတာကြည့်ရေကိုကြီးနီတာကလည်းကျုပ်ကမ်းပြီးတဲ့စလိတ်ကိုလှမ်းယူပြီးတဖွာနှစ်ဖွာဖွာတယ်ဗျကျုပ်ကလည်းသူ့အမောပြေအောင်စောင့်နေရတာပေါ့ဗျာခဏနေလို့ကိုကြီးနီတာအမောပြေသွားတော့မှကိုကြီးနီတာကျုပ်စီလာတာဘာကိစ္စတော့ဗျအဲ့ဒီလိုကျုပ်ကမေးလိုက်တော့ကိုကြီးနီတာကစလိတ်ကိုတဆက်ဆက်လိုက်တယ်ပြီးတော့မှမိကုန်းငွေတွေဖူးကနေမှုတ်ထုတ်လိုက်တယ်ဗျဒီလိုကွာတာတေးရဒီအကြောင်းကိုတော့ဘသူကိုမှပြန်မပြောပါနဲ့ကွာမင်းတို့စုံတော့ငါပြောပြတာပါဟောဒီအတွက်တော့စိတ်ချပါဗျာလူမသိအောင်လုပ်တဲ့ကိစ္စတွေကကျုပ်အတွက်ရိုးနေပါပြီကိုချင်းနေတာရာအေးဒါဆိုရင်တော့ပြောရတော့မှာပေါ့ကွာဒီလိုကွာတာတေးရငါအဆောက်မွေးမလို့ကွာဗျာအဆောက်ဟုတ်လားကိုချင်းနေတာဟာကွာတာတေးရလေမင်းကဘ ഹു တုတများတယ်ဆိုပြီးဒါတော့မသိဘူးလားတရေမွေးတာကိုပြောတာကွာဗျာတရေမွေးမလို့ဟုတ်လားဟာဖြစ်ပါမလားကိုကြီးနေတာရဲ့ကြောက်စရာကြီးဗျာဟာမကြောက်ရပါဘူးကွာတတေးရငါမှအဲ့ဒီအတက်ပညာရှိပါတယ်နေပါဦးဗျာဘာအတွက်မွေးမှာတော့ဟာငါကောင်ရကိုစောင့်ရှောက်ဘောကွာဟင်ဘာလို့စောင့်ရှောက်ရမှာတော့ကိုကြီးနေတာအခုဘောတတေးရစီပွားရေးရောရန်အန်တရေကိုယ့်ရဲ့စီးပွားပြိုင်ဘက်ကိုအနိုင်ရဖို့အတွက်ရောပေါ့ကွာဗျာတရေကအဲ့လောက်ထိအစွမ်းရှိလို့လားဗျအေးမေးတာဘေးထိုက်တယ်မေးကုန်မယ်ကွာဒါတေးရတရေတိုင်းမှာတော့အစွမ်းပဲရှိပလဲကွာရှိတဲ့တရေကိုရွေးပြီးတော့မွေးရမှာပေါ့အော်အဲ့ဒီလိုလားနေရောဘလို့တရေကအစွမ်းရှိတာတော့ကိုကြီးနေတာရဲ့တီလို့ကွာဗန့်ဘွေးကုန်းကဆရာနဲ့ကြီးကိုမင်းသိတယ်မလားကွာဟာသိတာပေါ့ဗျဆေးဆရာကိုနဲ့မလား
မနေ့ကပဲစုံသွားပြီကွာဟင်ဟုတ်လားကျုပ်တောင်မကြားမိသေးပါဘူးဗျာအေးဆရာနဲ့ကြီးစုံသွားပြီကွာတတရအဲ့ဒီလိုပုံကူမျိုးကိုမွေးနိုင်ရင်တေချာပေါက်ကြီးပွားတယ်ကွာဒီလိုလူမျိုးသိရင်သူရောင်လို့ခေါ်တဲ့တရေတစ်မျိုးဖြစ်တတ်တယ်ဟာဗျာစေးစရာကြီးတေတိုင်းသူရောင်ဖြစ်မတယ်လားဗျာကိုကြီးညီတိုင်အားအေးပေါ်တတရစေးစရာတေတိုင်းသူရောင်ဖြစ်တာတော့မဟုတ်ဘူးပေါ့ကွာကျင်းစင်တစ်ခုကိုပြီးဆုံးအောင်မအောင်မကျင့်နိုင်ပဲမအောင်တအောင်နဲ့တေသွားတဲ့ဆရာတွေဟာသူရောင်ဖြစ်တယ်ကွာရိုးရိုးစေးစရာကိုပြောတာမဟုတ်ဘူးလေအော်အဲ့ဒီလိုလားဆရာနဲ့ကဘာတွေများကြင့်ကြံသွားတာတော့ဗျသူကျင့်တာကဘီ33လုံးကျင့်စင်ကွာအခရာစာလုံးတွေရွတ်ပြီးအစားတောက်စားတာတဲ့အဲ့ဒီကျင့်စင်ပေါ့ကွာဆရာနဲ့ကြီးကအောင်ခါနီးကြမှာတေသွားတာငါအတိအကျသိတယ်ကွာအဲ့ဒီလိုဖြစ်မှသူရောင်ဖြစ်တာအော်ဆရာနဲ့ကအခုသူရောင်ဖြစ်သွားပြီပေါ့ဟုတ်လားကိုကြီးနေတာဟုတ်တယ်တတရဲ့ငါအတက်ကိုပြောနိုင်တယ်ကွာကဲဒါတော့ထားပေါ့ဗျာကိုကြီးနေတာမွေတိုင်းရောစောင့်ရှောက်နိုင်ပါမလားဗျကျုပ်ကအဲ့ဒီလိုမေးတော့ကိုကြီးနေတာကကျုပ်ကိုပြုံးပြီးတော့ကြည့်တယ်ပြီးတော့မှမွေတိုင်းစောင့်ရှောက်တာတော့ဘယ်ဟုတ်မလဲတတရဲ့မွေနီးမွေဟန်ကိုတက်ကျွမ်းအောင်မှဖြစ်မှာကွာအဲ့ဒီကိစ္စငါကျွမ်းပါတယ်ဆိုမှကွာဒါဆိုကျုပ်ကဘာလို့ပေးရမလို့ဗျအဲ့ဒီကိစ္စတယောက်တည်းလုံးလို့မရဘူးကွာနှစ်ယောက်လုံးရတာလုံးမဲ့သူကတက်တီကောင်းဖို့လဲလိုတယ်ပေါ့ကွာအဲ့ဒါကြောင့်မင်းကိုငါလာခေါ်တာကွာမင်းတက်တီကိုငါသိပြီးသားကွာဒါတည်းရပြီးတော့ဘာဖြစ်တဲ့တုံးဗျကိုကြီးနေတာရဲ့ဒီလိုလေးကွာအခုတည်သွားတဲ့ဆရာနဲ့လဲစနေသားသူ့ကိုအဆောက်မွေးမဲ့ငါကလဲစနေသားမင်းကလည်းစနေသားလေဒီလိုမျိုးဖြစ်ရင်လုံးဝအောင်မြင်နေကွာဟာဟုတ်လားကဲဒါဆိုလဲကြက်သူတို့သာစီစဉ်တော့ဗျာကျုပ်လိုက်ခဲ့မယ်ကျုပ်ဆိုတဲ့ကောင်ကလည်းဒါမျိုးဆက်စုရမယ်ဆိုရင်နှစ်ယောက်မရှိတဲ့ကောင်ဗျကိုရင်းနေတာရအေးဒါဆိုရင်အခုလာမယ်လာကွယ်ညာဟာဆရာနဲ့ရဲလည်မယ်ညပဲကွာအဲ့ဒီညမှာငါတို့အလုပ်လုပ်ကြမယ်ကွာဘယ်နဲ့လဲဖြစ်ပါမလားဟာကိုရင်းနေတာလေကျုပ်ပြောပြီးပြီလေဗျာကျုပ်ဘက်ကအချိန်မရွေးလိုက်ဖို့အဆင်သင့်ပဲကဲကျင်းနေပြီလားဗျာဒါမှငါညီတာကြီးကွာအားဒါကြောင့်မင်းကငါအားကိုရတာအဲ့ဒီလိုပြောပြီးကိုကြီးနေတာကကျုပ်ကြောကုန်းကိုပုတ်တယ်ပြိုကျုပ်ကလည်းဆက်စုခြင်းလို့သာလိုက်ရမှာကြော့တယ်တော့ခက်ချမ်းချမ်းပဲဗျကိုကြီးနေတာကတော့သူ့လာရင်ကိစ္စအဆင်ပြေသွားတော့ပျော်သွားပြီပေါ့ဗျာဒါနဲ့နေပါအောင်ကိုကြီးနေတာရဲ့ဒီလိုကိစ္စတွေခမည်းဘလို့ကနေဘလို့တက်လာတာတော့ဗျအေးမင်းသိချင်ရင်တော့ငါပြောပြအောင်မှာပေါ့ကွာငါတို့ဘိုးလေးဦးတာဝါကိုမင်းမှတ်မိတယ်မလားကွာရွာမြောက်ပိုင်းမှာနေသွားတာလေကျုပ်သိတာပေါ့ဗျရန်ကုန်မှာနေတာဆိုမြောက်ပိုင်းသူ့အိမ်ကိုခဏခဏလာတတ်ပါတယ်နောက်ပိုင်းတော့မတွေ့တော့ဘူးဗျာမတွေ့ဆိုဘိုးလေးတာဝါကလာမမလာတော့တာသူ့ဝိုင်းရောယားတွေရောရှောင်းပြစ်လိုက်တာကွာရန်ကုန်မှာပဲအပင်းနေတော့တာနေအောင်ဘိုးတာဝါကအခုရှိသေးလားကွာဟာမနစ်ကမှဆုံးသွားတာကွာမသိခင်တော်တော်ချမ်းသာရတာရန်ကုန်မှာကိုတိုက်နေကနဲ့နေသွားတာဟိအော်ဘိုးတာဝါကရန်ကုန်မှာဘာလို့လုပ်တုံးဗျသုံးမင်းကားတွေရောကုန်ကားတွေရောထောင်ထားတာကွာအော်အဲ့ဒီလောက်ကိုချမ်းသာသွားတာကိုအေးဒါပေမဲ့ဘိုးတာဝါရဲ့အတိကလောက်ကအဲ့ဒါမဟုတ်ဘူးကွာဟမ်ဒါဆိုအတိကလောက်ကဘာတော့ဗျအတိကလောက်ကဖဲချတာရဲ့ဂျင်ထိုးတာရဲ့ကွာဗျာဖဲချတာနဲ့ဂျင်ထိုးတာဟုတ်လားဟုတ်ပါဗျာသူဖဲချသွားတိုင်းသူ့အဆောင်ကိုပျော်သွားတာကွာဟိုကသူနဲ့လိုက်သွားပြီးတော့ဘသူစီမှာဘာဖဲရှိတယ်ဆိုတာသူနာကက်ကက်ပြီးပြောသွားတာလေဟိတဝိုင်းလုံးပါသမျှတော့ဦးတာဝါတို့ကတိမ်မိတာပဲပေါ့ဗျာဟာတဲ့ဟုတ်ပါလားဗျအေးဂျင်ထိုးရင်လေဒီတိုင်းပဲဟိဘာပေါ်နေပြီဘာထိုးလို့တန်းပြောလိုက်တာနဲ့သူပြောတာထိုးလိုက်အယော်ရပြီးသားပဲဗျာဟာဒါဆိုဘိုးတာဝါချမ်းသာသွားပြီပေါ့ဗျာအေးဘောကွာတတရအဲ့ဒါကြောင့်ဘိုးတာဝါကြီးချမ်းသာသွားတာပေါ့ဒါမဲ့ဘိုးတာဝါကလိမ္မာပနဲ့တော့ငွေတွေကြလာရင်ကားတွေဝယ်ထောင်ထတာဗျအဲ့ဒီတော့အရင်လိုကျင်ဝိုင်းမှန်တယ်များပတ်စိတ်တိုက်လိုက်ပြီးတော့လိုက်ထိုးเสียမလိုတော့ဘူးလေကွာတကယ်ဝိုင်းကြီးတွေရှိမှတစ်ချက်ကောင်းပဲသွားလို့တော့တာကွာအချီကြီးရတာကြီးပဲကွာအေးဗျာကိုရင်းဒီတာပြောတာကိုနားထောင်ပြီးကျုပ်တောင်တရေမွေးခြင်းစိတ်ပေါက်လာပြီပြုတ်မင်းကငဲပါသေးတယ်ကွာနောက်တော့မင်းမွေးခြင်းရင်ငါလုပ်ပေးမှာပေါ့ကွာ
ကိုညစ်တာကကျုပ်တကယ်ပြောတယ်ထင်ပြီးပြောနေတာဗျတကယ်တော့ကျုပ်ကနောက်ပြောလိုက်တာပါဗျာအဲ့ဒီလုံနီးကန်ကြီးတွေကိုကိုညစ်တာဘယ်ဟာဆက်လာတာတော့ဗျကျုပ်ကလည်းလွတ်ဆက်စုတဲ့ကမလားတဲ့ပဲမေးလိုက်မိတာပေါ့ဟာကောင်တတရဘယ်ဟာဆက်လာမှာလဲကွာငါပိုးလေးဘိုးတာဝါစီကစတာပေါ့ကွာဘိုးတာဝါကိုညစ်တာကိုတင်ပေးတယ်ဟုတ်လားဘိုးလေးဘိုးတာဝါကမြေရတဲ့မှာငါ့ကိုချစ်ဆုံးကွာအဲ့ဒါကြောင့်ဒီလုံနီးတွေကိုတင်ပေးထားတာအန်ဒီရရီပါရီမရှိနိုင်ဘူးလားဗျကိုညစ်တာရဲ့ကျုပ်ကသူ့ကိုစိုးရင်လို့မေးပါတယ်ဗျကိုညစ်တာကခေါင်းနေနေဗျတကယ်တော့ရှိတယ်ကွာဒါလဲကို့ဘက်ကဂရိပြတ်မှာပေါ့ကွာသူတို့ကြွေးရမွေးရမယ့်အချိန်မှာဂရိပြတ်လို့မရဘူးကွာတိတိကျကျလုပ်ပေးရတယ်ဒါဆိုရင် तू ကလေစောင့်ရှောက်တာပဲပေါ့ကွာဘာမှမလုပ်ပါဘူးအေးတခုတော့ရှိတယ်နော်ဒါတင်ကြွေးချိန်တန်လို့မှမကြွေးရင်တော့အသေးတက်တယ်လေဗျာဟာကြောက်စရာကြီးပါလားဗျာအဲ့ဒီနေ့ကကိုနီတာကြောက်နေထိုင်ပြီးစကားပြောလိုက်တာညနေတော်တော်ဆောင်မှပြန်သွားတယ်ဗျကိုနီတာတို့ကရွာရှိပိုင်းမှာနေတာသူမိဘတွေကတော့စုံကုန်ပြီသူတို့အခြေအနေကမဆိုးပါဘူးຢာရီဘာတွေနဲ့ပြည့်ပြည့်စုံစုံပါပဲဒါပေမဲ့သူ့ညီတွေကသာရွာထဲမှန်မှန်ဆင်းကြတာပါကိုညစ်တာကတော့တိတ်မလုပ်ပါဘူးဟိုသွားဒီသွားလုံနေတာကများတာပါလူပုံစံကပိန်ပိန်ပါပါအရက်ကရှေ့ရှေ့ဗျအလောက်တာလည်းကြောမတင်တာဖဲဝိုင်းတွေ့ရင်တော့မထတော့ဘူးပဲပြုတ်ဘာပဲပြောပါသူ့ကိုဂရီပေးထားတဲ့အတိုင်းကျုပ်လိုက်မှာပါသူလှုပ်တာကိုင်းတာတွေကျုပ်လည်းကြည့်ရတာပေါ့ကိုညစ်တာကမကြခင်မှာဆွေမျိုးစင်စင်ရထားတဲ့ပညာနဲ့တရေမွေးတော့မှာဗျတိတ်မဆောင်လိုက်ရပါဘူးဗျာကိုညစ်တာချိန်သွားတဲ့လားကွေညကိုရောက်ပြီပြုတ်ကျုပ်ကထမင်းစားပြီးကလေးကဝိုင်းနေဆင်းနေတာပေါ့ဗျာငကားဆေးဘောလေးလီဖွာရင်ကိုညစ်တာကိုစောင့်နေတာပေါ့ဗျာအမေကတော့ကျုပ်ကိုမတင်ကားလို့မေးသေးတယ်ဗျဟဲ့တာတီဘာတွေပွေလီဖို့ကြံ့နေတာတော့ဟာမဟုတ်ပါဘူးအမေကိုညစ်တာလာမယ်ဆိုလို့ဆဲဆောင်နေတာပါဗျဘယ်နီတာလဲကြောက်ဖြုံးလားမဟုတ်ပါဘူးဗျရွာရှိပိုင်းကကိုနီတာကြီးပါဩခါရှိနီတာလားအဲ့ဒီကောင်ကလူပြင်းဟဲ့နင်ကြည့်ပေါင်းနော်ဖဲရလေတားချတာစိတ်ချပါဗျာကျုပ်ကသူနဲ့တွဲပြီးဖဲမချပါဘူးဗျအမေကဘာမှမပြောတော့ဘူးဗျကျုပ်လည်းကိုပြစ်ပါမှထိုင်ပြီးစောင့်နေလိုက်တာပေါ့ဗျာတော်တော်လေးကြာမှဘာသာချော့ကရောက်ချလာတယ်ဗျတာတီအတန်ခတ်အုပ်လို့ပြီးကျုပ်ကိုကြိတ်ခေါ်နေတာပြုတ်ကျုပ်ကလည်းသူ့အတန်ကြားလိုက်တာနဲ့ဝိုင်းပေါင်းဝကိုစောင့်နေပြီဗျလာပြီပြို့ကိုကြီးနေတာကျုပ်လည်းဝိုင်းပြင်ရောက်ရောကိုကြီးတာကရှေ့ကနေတုတ်နဲ့ရှောက်တော့တာပဲပြုတ်ကျုပ်လည်းခတ်တုတ်လဲခဲ့ရတာပေါ့ဗျာရွာပြင်ရောက်တော့ဗန်ပွေးကုန်းဘက်ကိုတွားရော့ဗျတော်တော်ကလေးတွားမိတော့ရှေ့ရသွားနေတဲ့ကိုနီတာကြီးကတုတ်နဲ့ချက်သွားတယ်ဗျတာတီခဏနေဦးဟိုရှိရတစ်ပင်နောက်မှာငါညနေကလာထားပြီးသားလေးတွားယူလိုက်အောင်မယ်ဘာမှမတော့ဗျစိတ်ဘလူးပင်ကွာအဲ့ဒါလို့တယ်ငါညနေအကြီးဝိုင်းကြည့်လို့အိမ်မှာတွားတောင်ပြီးတူးထားတာကွာပြောဆိုနဲ့ကိုနီတာကလူသွားလန်းတောင်ဘက်ကိုသွားပြီးခက်လန်းကတမပင်ကြီးရဲ့နောက်ကိုဝဲသွားတယ်သူပြန်ထွက်လာတော့လုံးဘက်လက်ကင်လောက်ရှိတဲ့စိတ်ဘလူးပင်လေးဗျအမေကတော့ကျုပ်တရက်လောက်ရှိတာပေါ့ဗျာကဲတာတီအဲ့ဒီအပင်လေးကိုထမ်းခဲ့ကွာကျုပ်လည်းစိတ်ဘလူးပင်ကလေးကိုပကုံးပေါ်မှာထမ်းလိုက်တယ်ကိုနီတာကရှေ့ကနေခရီးဆက်တယ်ကျုပ်ကလည်းသူ့နောက်ကလိုက်ရတာပေါ့ဗျာဘာသာအချုပ်ကဗန်ပွေးကုံတုတ်တန်တဲ့ကိုတောင်းဝင်သွားတာပြို့အုတ်ကူတွေမြေပုံတွေကိုကွေးပတ်ပြီးတင်ချိုင်းအစွန်ရောက်တော့မြေပုံအစ်စ်တစ်ခုနားမှာရက်လိုက်တယ်ဗျဒါဆရာနဲ့ရဲ့မြေပုံပဲကွာပြောဆိုနဲ့သူ့ပကုံးမှာလွှဲထားတဲ့ပိတ်အိတ်ကြီးကိုဖြုတ်လိုက်တယ်ကိုနီတာရဲ့ပိတ်အိတ်ကြီးထဲမှာကြက်တကောင်ပါလာတာကိုဒီတော့မှကျုပ်ကသိတာပြို့ကိုနီတာသူ့အိတ်ထဲကကြက်ကိုအตาလေးထုတ်ယူလိုက်တယ်ကြက်ကလည်းတကွတ်အတန်ပေးတယ်တိတ်ဆိတ်နေတဲ့တင်ချိုင်းထဲမှာကြက်တန်ကအကြက်ကြီးထွက်လာတာပေါ့ဗျာကြက်ဖကြီးဗျအကောင်ကြီးသားပဲသူ့အိတ်ထဲကဒံဖလားလေးတစ်လုံးကိုလည်းကိုနီတာကြီးကထုတ်ယူလိုက်တယ်ဗျပြီးတော့ခါးချမှာထိုးထားတဲ့ဓမြောင်ခက်ရှိချီတစ်ချောင်းကိုဆွဲထုတ်လိုက်တယ်တာတီမြေပုံခေါင်းရင်းတက်တဲ့မှာမင်းပင်ဆိုင်ဖို့ကျင်းချင်းတူးကွာအနက်ကတော့တစ်ထွာလောက်ပေါ့ကျုပ်လေသူပြောတဲ့အတိုင်းမြေချင်းတစ်ခုတူးရတာပေါ့ဗျာအနက်တစ်ထွာလောက်ပေါ့ဒါဆိုရင်ဒီပင်ဆိုင်လို့ရပြီဗျကိုနီတာကကျင်းကလေးကိုကြည့်တယ်ဗျအေးရပြီအချိန်တော့နည်းနည်းစောင့်အောင်ပေါ့ကွာ
တကောင်ကြက်တော်မှစီရင်လို့ရမှာစိတ်ဘလူးပင်ကိုအနာတစ်ပင်တစ်ပင်မှာမှီပြီးတော့ထောင်ထားလိုက်တယ်ကျက်ဖကြီးကိုဆရာနဲ့ရဲ့မြေပုံကမှတ်တိုင်မှာကျိုးနဲ့ခြေချလိုက်တယ်ကျုပ်အိတ်ကတ်ထဲမှာထက်ယူလာတဲ့ငကားဆေးဘောလေးတစ်လိပ်မင်းညိပြီးတော့ဖွာလိုက်ကြတာပေါ့ဗျာကျက်ဖကြီးကလည်းတကွတ်ကွတ်နဲ့အော်နေရောပြို့ဒီတော့မှပဲတဝူးဆိုတဲ့ခွေးဥတန်ကြီးကိုကျုပ်ကြားလိုက်ရတယ်ဒီခွေးဥတန်ကြီးကိုကျုပ်ကြားဘူးတယ်ဗျဒါမဖဲဝလာရင်ကြားရတဲ့ခွေးဥတန်ဗျကျုပ်တကူလုံးကြက်သိန်းတွေထားလိုက်တာဗျာမပြောပါနဲ့တော့ကိုင်းနီတာမဖဲဝလာတဲ့ချက်နဲ့အေးဟုတ်တယ်လေတတေးသူလာမှဖြစ်မှာကွာသူနဲ့ငါအလုပ်လုပ်ရမှာလေဗျာမဖဲဝနဲ့ဟာဖြစ်ပါမလားကိုင်းနီတာဟာဖြစ်ပါတယ်ကွာဆရာနဲ့ကိုသူ့အပ်ပြီးတော့မှငါရဲ့အဆောင်ဖြစ်မှာကဲမဖဲဝရောက်ပြီကွာအလုပ်ဆက်လို့ရပြီတကောင်ချိန်လဲရောက်ပြီကိုနီတာကကျက်ဖကြီးကိုကျိုးဖြတ်လိုက်ပြီဗျပြီးတော့ဘယ်ဘက်လက်နဲ့ပွေထားပြီးညာဘက်လက်ကဓမြောင်ကိုကင်ထားတယ်စောစောကကျုပ်မြေချင်းကလေးတူတဲ့ဓမြောင်ကိုတေးသေးချာချာတိုက်ချုပ်လိုက်တာပေါ့ဗျာဒါကမြင့်နေအောင်တွေးထားတာဗျတတင်မင်းကဒီဖလားကိုကင်ပြီးတွေးခံလိုက်သိလားပြီးတော့အဲ့ဒီတွေးကိုမြေချင်းနဲ့လောင်းထက်ပြီးဟိုစိတ်ဘလူးပင်ကိုကျင်းထဲမှာစိုက်ပြီးမြေဖို့လိုက်သိလားငါမင်းကိုစကားမပြောအားတော့ဘူးဂါထာကိုဆက်မပြတ်အောင်ရွှရတော့မှာကွာသိလားသိပြီကိုကြီးနီတာသိပြီဗျကျုပ်ကဒံဖလားလေးကိုကန်ထားလိုက်တယ်ကိုကြီးနီတာကကျက်ဖကြီးကိုတစ်ဖက်ဓာတ်ကိုတစ်ဖက်ကမ်းပြီးပါဇက်ကဂါထာတွေရွတ်နေတာပဲပြို့ဘာတွေရွတ်မှန်းတော့ကျုပ်လည်းမသိဘူးဗျသူရွတ်တာကခတ်တိုးတိုးပြီးတော့အမြန်ရွတ်နေတာခွေးဥတန်ကြီးကနီးတဲ့နီးလာပြီဗျဟာလေတစ်ချက်တက်လိုက်တာသိပ်ပြနေတောင်ရင်းထိုးသွားတယ်ပြို့လေရလဲအေးလိုက်တာဗျာစိတ်နေတာပဲကျုပ်စိတ်ထင်ခွေးဥတန်ကြီးကကျုပ်တို့နဲ့ဝါနဲ့ပြန်လောက်ရှောက်နေပြီထင်တယ်ဗျဒီအချိန်မှာပဲကိုနီတာကျက်ဖကြီးရဲ့အကောင်းကိုဆွဲဆန်လိုက်တယ်ကျက်လေပင်တင်းသွားအောင်ပေါ့ဗျာပြီးတော့ဓမြောင်နဲ့စက်ကနေလှီးလိုက်တယ်ဗျကျုပ်လည်းအတင်းဆောက်နေတာဆိုတော့ဓံဖလားကိုချက်ချင်းထိုးပြီးခံလိုက်တယ်ဗျကိုနီတာကတော့ပါဇက်ကရွတ်တာကိုတစ်ချက်မှမဆက်ဘူးပြို့ကျက်ဖကြီးရဲ့တီးတွေထပ်မကြတော့မှကျုပ်ကိုမင်းငေါ်ပြတယ်ကျုပ်ကလည်းချက်ချင်းပဲမြေချင်းထဲကိုသွေးလောင်းထည့်လိုက်တယ်ပြီးတော့တစ်ပင်မှာမှီပြီးထောင်ထားတဲ့စိတ်ဘလူးပင်လေးကိုတွားယူပြီးမြေကြီးထဲစိုက်လိုက်တယ်ပြီးတော့အပင်မတ်အောင်မြေပြန်ဖို့လိုက်တာပေါ့ဗျာခွေးဥတန်ကြီးကစိတ်ဘလူးပင်နာကထွက်လာတာပြို့ကိုနီတာကြီးကကျုပ်ကိုလက်ပြတယ်နောက်ဆုံးနေပေါ့ဗျာကျုပ်နောက်ကိုခြေသုံးလန်းလေးစုပ်လိုက်တယ်ကိုနီတာကလေလီးထားတဲ့ကျက်ဖအသေးကြီးကိုစိတ်ဘလူးပင်ရဲ့ခွာချမ်းမှာတင်ထားလိုက်တယ်ဘောက်ဆိုပြီးအတန်ကြားလိုက်ရပြီစိတ်ဘလူးပင်လေးခါရမ်းသွားတယ်ဟာကျက်ဖကြီးမရှိတော့ဘူးပြို့ဟာကြက်မွေးတွေစိတ်ဘလူးပင်ချေရင်မှာဖွာခနဲ့ကြလာပါရောလားကျက်ဖကြီးတော့မတွေ့တော့ဘူးဗျကိုနီတာကတော့ပါဇက်ကရွတ်နေတာတစ်ချက်မှကိုမနာတာပြို့အဲ့ဒီအချိန်မှာကျုပ်နားထဲမှာတကြွကြွနဲ့ဝါးတန်နေကြားနေရတယ်ဗျဟာဆရာနဲ့ရဲ့မြေပုံချိန်ရင်ဘက်ကအတန်ကြီးတဲ့ကြားရတယ်ပြို့ကိုနီတာလည်းပါဇက်ကမရက်မနာကိုရွတ်နေတာပြို့ဟာဒါမဖဲဝါအတန်ကြီးပဲကျုပ်ကောင်းကောင်းသိတာပေါ့ကျုပ်လည်းစက်သိန်းတွေတဖြန်းဖြန်းထပြီးနောက်ကိုချစ်တလန်းဆုပ်လိုက်တယ်ဘုံကနေဆိုပြီးတော့အဲ့ဒီတော့မှပဲကျုပ်စိုက်ထားတဲ့စိတ်ဘလူးပင်ကသူ့အလိုလိုမြေကြီးနဲ့ကျွတ်ထက်သွားပြီးမြေကြီးကနေတတောင်လောက်မြောက်ထက်သွားတယ်ပြီးတော့မြေကြီးမှာပဲပြန်ပြီးတော့လဲကျသွားတယ်ဗျအောင်မီဟေးအောင်မီကျုပ်ဖြစ်လန့်လိုက်တာဗျာကိုနီတာကြီးကရုတ်တရက်လက်ကြီးတန်းပြီးတော့ထောက်လိုက်တာကိုဗျကဲကျုပ်ရဲ့အစီအစဉ်ဟာမဖဲဝါရဲ့ကျေးဇူးကြောင့်အောင်ပါပြီဗျာမဖဲဝါကိုကျုပ်ကဂတိပေးပါတယ်ဟောဒီဆရာနဲ့အဲမဟုတ်ပါဘူးငနက်ကြီးဟာအခုချိန်ကစပြီကျုပ်ရဲ့အဆောင်အရှောက်ဖြစ်သွားပြီကျုပ်ရဲ့အန်ဒီရဲတွေကိုကာကွယ်ပေးဖို့ကျုပ်ကိုစီးပွားဥစ္စာရဖို့မဖဲဝါကလှုပ်ခိုင်းပေးပါကျုပ်ကငနက်ကြီးကိုတပေါင်းလာဆုပ်တရက်နေ့ညတကောင်မှာတစ်ခါသတင်းကြိုလာဆုပ်တရက်ညတကောင်မှာတစ်ခါတနေ့ကိုနှစ်ကြိမ်ကွက်တိကျက်ဖအရှင်လက်လက်ရဲ့သွေးကိုတိုက်ပါမယ်အသားတွေကိုလည်းကြေးပါမယ်လို့ကျုပ်ဘက်ကမဖဲဝါကိုဂတိပေးပါတယ်ကျုပ်ရဲ့ဂတိပြက်ကွက်ခဲ့ရင်ကျုပ်ကိုငနက်ကြီးကဖြစ်စီမဖဲဝါကဖြစ်စီကြက်တယ်လို့လုပ်ပါကျုပ်ဘက်ကဂတိတည်နေသမျှကျုပ်ကိုစောင့်ရှောက်ပါစေမဖဲဝါဟာဆရာနဲ့ရမြေပုံခေါင်းရင်ပါလဲကျနေတဲ့စိတ်ဘလူးပင်လေးသူ့ဟာသူပြန်ထောင်လာတယ်ပြို့ကျုပ်ဖြစ်လက်အောင်သွားတယ်ဗျာတာတီစိတ်ဘလူးပင်ကိုထမ်းလိုက်တော့ကျုပ်လဲကိုနီတာခိုင်းတဲ့အတိုင်းစိတ်ဘလူးပင်ကိုထမ်းလိုက်တာပေါ့ဗျာနီတာကသူ့ဓာတ်ရဲ့ဓာတ်ဖလားရဲ့ကိုပိတ်ထဲမှာထည့်ပြီးလွှဲလိုက်တယ်ကဲသွားစို့တာတီကျုပ်ကရှေ့ရကိုနီတာကြီးကကျုပ်နောက်ကထပ်ပြီးတော့လိုက်လာတယ်ဗျ
ကျုပ်တို့နေရဗန်ဖွေးကိုတုတ်တန်တဲ့ကနေထွက်လာခဲ့ကြတယ်ဟောမဖဲဝါကြီးရဲ့ခွေးဥတန်ကတဖြည်းဖြည်းဝေးသွားပြီပြို့ကျုပ်တို့နေရလဲခတ်တုတ်တုတ်ပြန်လာခဲ့ကြတယ်ထနောင်းကုန်းရွာအဝကူဆောက်တော့တာတေခဏချက်အဲ့ဒီလိုဆိုပြီးတော့ကိုနီတာကြီးကကျုပ်ရှိကိုထွက်လာပြီးဂါထာရီရွတ်ပြန်ရောပြို့ဘာတွေကျွတ်နေမှန်းတော့ကျုပ်လည်းမသိပါဘူးဗျာအတန်ခတ်တိုးတိုးနဲ့အဆက်မပြတ်ကိုရွတ်တာဗျသူ့ဘိုးလေးတာဝါမသိခင်ကဒီပညာတွေသင်ပေးခဲ့တယ်ဆိုတာကျုပ်တော့ယုံသွားပြီဗျကဲကြပြီတာတေငါတပည့်ငနက်ကြီးကိုဒီရွာကကောင်နေမနှောက်ဆက်နိုင်အောင်လုပ်ရတာကွာဒီလိုမလုပ်ပဲတန်းဝင်သွားရင်ငါတပည့်ကိုဒီကောင်နေဝိုင်းတွေ့ကြမှာသိကြတယ်နေအောင်ခမည်းတပည့်ဖြစ်သွားတဲ့ငနက်ဆိုတာကရောပါလာလားနေအောင်ခမည်းတပည့်ဖြစ်သွားတဲ့ငနက်ကြီးဆိုတာရောပါလာတာသိကြလို့လားဗျကျုပ်တို့နောက်မှာပါလာတာလားကျုပ်တို့ရှိမှလားဗျဟာတာတရလေငါတပည့်ငနက်ကြီးကမင်းထမ်းလာတဲ့စေဘလူးပင်လေးကွာဗျာကျုပ်အတန်တော်တော်တောင်ကျဲသွားတယ်ပြိုဒီကိုယ်လုံးမှာရှိရှိသမျှကြက်သိန်းနေအကုန်ထသွားတယ်လူတောင်ကျုပ်ချင်မိတယ်ဘာလဲတာတေမင်းလန့်သွားလို့လားဟာမလန့်ပါဘူးဗျာအံ့ဩသွားလို့ပါကျုပ်လိန်ပြောလိုက်တာဗျတကယ်တော့ကျုပ်လန့်သွားတာလူပဲဗျာကိုကြောက်တာကိုကြောက်ပါတယ်လို့တော့ဘယ်ပြောပါမလဲအခုငနဲ့ကြီးကကျုပ်ထမ်းလာတဲ့စိတ်ဘလူးပင်ပါဆိုတော့ကျုပ်ပခုံးပေါ်မှာပေါ့လေဗျာခုမှတော့မထူးတော့ပါဘူးငတတည်းရဲ့ကျုပ်ကရွာလေလန့်အတန်းဝင်ချလိုက်တယ်ရွာရှိပိုင်းကကိုနီတာတို့ဝိုင်းထဲကိုထမ်းဝင်လိုက်တယ်တရွာလုံးအိတ်နေလိုက်ကြတာတိတ်နေရောဗျာမအိတ်နိုင်တာဆိုလို့ကျုပ်နဲ့ဒီလူကြီးပဲရှိတာအေးဟုတ်ပြီကွာတာတီမင်းထမ်းလာတဲ့စိတ်ဘလူးပင်ကိုဟိုးတရက်ပင်မှာမိထောင်ထလာလိုက်ကွာငါမြေချင်းတူးလိုက်အောင်မေကိုနီတာကပိတ်သေးကဓမြကိုထုတ်ပြီးစိတ်ဘလူးပင်ဆိုင်မဲ့နေရာကိုရှာတယ်ဗျနောက်တော့သူတို့ဝိုင်းရဲ့တောင်ဘက်ထောက်မှာအပင်ကြီးကြီးမရှိပဲလွတ်နေတာကိုတွေ့တော့အဲ့ဒီနေရာမှာကျင်းတူတယ်ဒီတစ်ခါကတော့အခိုင်ဆက်ရမှာဆိုတော့ကျင်းကိုခက်နဲ့တူးရတာပေါ့ဗျာကိုကြီးနေတာဒီဓားလေးနဲ့တူးမနေနဲ့လေတင်းရင်သွားယူလိုက်မလားဗျအော်ဟုတ်တာပဲတတရငါလေရောက်တောင်ဖြစ်နေတာပေါ့လားပြောဆိုပဲနွားစာအစ်စ်နဲ့စနိတုံသားမှာတင်းရင်ပြားယူပြီးရေချင်းတူးကြတယ်ခဏနေတော့ကျင်းတော့ကြပြီတတိခဏနေဦးနော်ကိုနီတာကပြောဆိုနဲ့ဝိုင်းနောက်ဘက်ကိုသွားလိုက်တယ်သူပြန်ထွက်လာတော့လက်ထဲမှာကြက်ဖတကောင်ကြီးလည်းထပ်ပါလာတယ်စစ်တကောင်ကြက်ဖဝေနာကြီးဗျနဲတဲ့ကောင်ကြီးမှမဟုတ်တာဒါကိုကြီးတို့အိမ်ကကြက်လားဟာမဟုတ်ဘူးကွာငါနှကောင်ဝယ်ထားတာကဲလာတာတင်တင်းတန်းမှာလှုပ်သူလိုပဲလှုပ်ရမယ်ဒါဆိုရင်ခဏနေဦးဗျကျုပ်ကပြောဆိုနဲ့တရက်ပင်မှာထောင်ထားတဲ့စိတ်ဘလူးပင်ကိုပခုံးမှာထမ်းပြီးယူလာတယ်ပြီးတော့မှချန်စီယိုမှာမိထောင်ထားလိုက်တယ်ကိုကြီးတာကကြက်ဖကြီးကိုဘဲလက်နဲ့အသင့်ကင်ထားပြီးညာလက်နဲ့တမကိုကင်ထားတယ်ဗျကျုပ်ကဒံဖလားလေးကိုအသင့်ယူဆောင်ထားလိုက်တာပေါ့ဗျာဟာရွတ်ပြီပြိုကိုကြီးတာဂါထာတွေရွတ်ပြီဟာကျုပ်ဖြစ်လက်ပြီးနောက်ကိုတောင်စိုးမိသွားတယ်ပြိုချန်စီယိုမှာကျုပ်ထောင်ထားတဲ့စိတ်ဘလူးပင်ကတဆက်ဆက်နဲ့တုံးနေတာနောက်ဝင်တဲ့နတ်ဘူးနေတယ်လို့ပဲဗျအောက်မလေးဗျာကျုပ်တက်မှာဒါမျိုးတခါပဲမြင်ဘူးတယ်ပြိုကိုကြီးတာကဂါထာကိုအဆက်မပြတ်ရွတ်လေစိတ်ဘလူးပင်ကတဆက်တုံနေပဲပေါ့ဗျာကျုပ်ကလည်းဒံဖလားနဲ့သွေးခံဖို့အစင်သင့်ပြင်ထားရတယ်ဗျဟောလှီးပြီပြိုကိုကြီးတာကြက်ဖကြီးရဲ့လဲပင်ကိုလှီးချလိုက်ပြီးကျုပ်ကတန်ခွက်ထိုးခံမလို့လှုပ်လိုက်တဲ့အချိန်မှာကိုကြီးတာကကြက်ဖကြီးရဲ့တွေ့ကိုရေချင်းထဲတိုက်ရိုက်လောင်းချလိုက်တယ်ဗျပြီးတော့မှကျုပ်ကင်ထားတဲ့တန်ခွက်ထဲကိုသွေးတွေထည့်တယ်ကြက်ဖကြီးရဲ့တွေ့ကဒံဖလားတဝက်လောက်ကိုချတယ်ဗျဒါတော့တဝက်လောက်ကမြေချင်းထဲကိုထည့်လိုက်တာကိုကြီးတာကဂါထာအဆက်မပြတ်ယုံရင်နဲ့ကျုပ်ကိုလက်ညှိုးနဲ့ထိုးပြတယ်သွေးခက်ကိုအောက်ချထားတဲ့ပြီးတော့စိတ်ဘလူးပင်ကိုကျင်းနဲ့ထည့်ဆိုင်ဖို့ပြတယ်ကျုပ်သွေးခက်ကိုမြေကြီးမှာချလိုက်တယ်ပြီးတော့နှောက်ဝင်တယ်လို့တဆက်တုံနေတဲ့စိတ်ဘလူးပင်ကြီးကိုရှုမှပြီးသွေးခံထားတဲ့မြေချင်းထဲမှာစိုက်ချလိုက်တယ်ပြီးတော့မြေဖို့ပေးရတာပေါ့ဗျာစိတ်ဘလူးပင်ကမဆိုင်တော့ပဲငြိမ်ခိုင်သွားတယ်ကိုင်းတွေကတော့နတ်ဘူးတလို့တဆက်တုံနေတော့မယ်ပြုတ်ကိုနီတာကဂါထာရွတ်ရင်ကြက်ပါကြီးကိုစိတ်ဘလူးပင်ပေါ်မှာတင်ထားလိုက်တယ်ပြီးတော့ကျုပ်ချထားတဲ့သွေးခက်ကိုယူပြီးစိတ်ဘလူးပင်ချင်ရင်မှချထားလိုက်တယ်ဟာတရွာလုံးကခွေးတွေဥလိုက်တာပြို့ရွာဦးဖုံကြီးတောင်ကခွေးတောင်လိုက်ဥကြတယ်ဗျာပုတ်ဆိုပြီးအတန်ကြီးကြားလိုက်ရပြီကြက်ဖာရင်ပျောက်သွားတော့တာပဲပြို့ဟာစိတ်ဘလူးပင်ကတုံနာရက်သွားပြီဗျတကြွကြွနဲ့အတန်ကြားနေရတယ်ဝါးစားနေတဲ့အတန်ကြီးပေါ့ဗျာဟာကြက်မွေးတွေတဖွာဖွာနဲ့စိတ်ဘလူးပင်ကလေးချင်ရင်မှပုံနေရောပြို့တပြည့်ပြည့်နဲ့စားတဲ့တန်ကြီးပျောက်သွားတယ်ကိုကြီးတာကတော့သူ့ဂါထာတွေကိုရွတ်တော့မယ်ဗျဂ
ကာထာယိုရင်းနဲ့ကျုပ်ကိုလှမ်းပြီးတော့လက်ကုပ်တယ်ပြီးတော့အပင်ချင်းရင်းမှာချထားတဲ့သွေးခွက်ကိုပြတယ်ဗျဟာဟုတ်ပါဗျာသွေးတွေတဖြည်းဖြည်းရော့လာတာဗျနက်နက်ကြီးကြက်သွေးတွေတောက်နေတာထင်နေဗျဟောကုန်သွားပြီသွေးတွေတစ်စက်မအောင်မကြံတော့တာဗျကြက်ဖာကြီးတစ်ကောင်လုံးရောကြက်သွေးတက်ဖလားရောကုန်ပြီဗျဒီတော့မှကိုနီတာသူ့ရဲ့ကာထာရွတ်တာကိုဆက်လိုက်တယ်အောင်ပြီဟေ့အောင်ပြီအတန်ကတော့ခတ်အုပ်ပဲဗျလက်သီးလက်မောင်းတန်းပြီးတော့ကိုအော်တာဗျအားလုံးကိစ္စတွေပြီးတော့ပုပ္ပယုံเจ้าကတုံးတောင်ခောက်ပြီးဗျကဲတတေမင်းတို့ကအိမ်ရထိလိုက်ပို့ပေးမယ်လားအဲ့ဒီလိုပြောပြီးကျုပ်ကိုအိမ်လိုက်ပို့တယ်ဗျလမ်းရောက်တော့ငါညီတတေဆရာနဲ့ကြီးကိုငါမွေးထားတာကိုဘယ်သူမှမသိစေနဲ့နော်ဟာစိတ်ချစမ်းပါဗျာကျုပ်ကဘယ်သူကိုမှမပြောပါဘူးကိုကြီးညီတာရဲ့ဒါနဲ့နေပါဦးဗျအခုခမည်းနဲ့ပါလာတာငနက်စည်းဆိုတာတေစာရဲ့လားဗျဘာဖြစ်လို့လဲကွာဘာမှမဖြစ်ပါဘူးဗျာဆရာနဲ့ကြီးမဟုတ်ပဲတခြားတယောက်ဖြစ်နေမှာစိုးလို့ပါဗျမဖြစ်ပါဘူးကွဆရာနဲ့မြေပေါ်မှာလုံရင်ဆရာနဲ့ပဲပါလာတာပါပြီးတော့မက်ဖဲဝါကိုတိုင်းအပ်ပြီးထည့်လိုက်တာလေကွာကိုဘာသာကိုခေါ်လာလို့ရှားတာမှမဟုတ်တာမက်ဖဲဝါရဲ့အမိတ်နဲ့ငါ့ကိုတက်တက်လုံးစောင့်ရှောက်ဖို့လိုက်လာကြတာကွာတက်တက်လုံးဟုတ်လားဒါဆိုငနကြီးကခမည်းကိုအချိန်ကြာရင်စောင့်ရှောက်နေရတာပေါ့နော်ဟာတားတရလေသူတို့တက်တန်းနေဆိုရင်ခဏလေးပါကွာသူတို့ကနှစ်တွေယာနဲ့ချီပြီးနေကြရတာကွာငါ့ကိုစောင့်ရှောက်ရမှာသူတို့အတွက်တိတ်မကြတာပါဘူးကွာဩဒီလိုလားကဲကိုကြီးနေတာရေစကားတပြောပြောနဲ့လာလိုက်ကြတာကျုပ်တို့ဝိုင်းတော်ရောက်ပြီဗျကိုကြီးနေတာကြည်ပါချမ်းသာပါစေဗျာအေးပါကွာတားတရမင်းကိုညီလို့ငါအောင်သွားတာပါမင်းကငါဘယ်တော့မှမမေ့ပါဘူးကွာကဲငါသွားမယ်နော်ဟုတ်ကဲ့ကျုပ်အိမ်ပြန်ရောက်တော့အမေတော်စွန်းထချက်နေပြီဗျကျုပ်ကအသားကလေးအိမ်ထဲဝင်ပြီးအိတ်နေလိုက်တယ်ကျုပ်တက်တက်မှာတော့တရဲမှုတာကိုပထမဆုံးမြင်ဘူးတာပေါ့ဗျာတော်တော့ကြောက်စရာကောင်းတာပဲလို့တွင်ကျုပ်အိပ်ပျော်သွားတယ်အိမ်မက်ထဲမှာတော့ကြက်ဖာကြီးကိုတကြွကိုက်စားနေတဲ့မက်ဘဲဝါကြီးနဲ့သွေးတွေဘောတောက်နေတဲ့ငနက်ကြီးကိုမတ်နေတာပေါ့ဗျာလောကကြီးမှာကလည်းမယုံနိုင်အောင်ထူးဆန်းတာတွေကလည်းအများသားဗျမယုံရင်ပုံမြင်တာမှတ်ပါတော့ဗျာလို့ပြောရမလို့ပါပဲကျုပ်တို့ရွာမှာခရှိနီတာငပြင်းနီတာလို့လူတွေကခေါ်ကြတဲ့ကိုကြီးနီတာတယောက်နေချင်းညာချင်းကြီးပွားချမ်းသာတာကိုကျုပ်ပြေတော်တော်ကိုအံ့ဩမိပါတယ်ဗျသူမွေးတဲ့ငတက်ကြီးရဲ့စောင့်ရှောက်မှုတွေဆိုတာကျုပ်ကအတွင်းအသိဖြစ်လေတော့အံ့ဩတော့တာပေါ့ဗျာကိုနီတာကပဲပွဲစားလုပ်တယ်အနီးနားရွာကလူတွေအားလုံးကကိုနီတာစကားတခွန်းပဲဗျဘယ်သူပဲလာဝဲမချောင်းတော့ဘူးနီတာမှာထားတာမရမှုပဲပြောကြတယ်ကိုနီတာဖြတ်တဲ့ဈေးကမှအမှန်လို့ကိုပြောကြတယ်ဗျမြို့ကပဲကုန်တယ်တွေဆိုတာနေချင်းညချင်းပဲပွဲစားကြီးဖြစ်လာတဲ့ကိုနီတာကိုဝိုင်းပြီးတော့ချော့နေကြရတာငွေဆိုရင်အထုပ်လိုက်ကိုကြိုချကြတာဗျဒီကြတယ်ဖဲဝိုင်းကောက်ရှိရင်ပွဲစားကြီးကိုနီတာကိုလှဲနေတောင်လာခေါ်ကြတာဗျနိုင်လိုက်တဲ့ဖဲဆိုတာလဲမပြောပါနဲ့တော့ဗျာမြို့ကပဲကုန်တယ်ကြီးတွေကသူ့မိဘလက်ထက်ကအင်ကြီးကိုတော့တိုက်ဆောက်ဖို့ငွေတွေထုတ်ပေးလို့တိုက်ကြီးလဲစောက်ပေးပြီးဝိုင်းထဲမှာကိုရောင်ကြီးလဲစောက်ထားလို့ဗျကျုပ်ကိုတွေ့ရင်တော့ပြတလဲပေါ့ဗျာတာတီရော့မိုးဘိုးဆိုပြီးတော့လေပေးတဲ့ကန့်ထက်ပါတယ်ဒါမဲ့ကျုပ်ကလည်းသူ့ပေးတိုင်းမယူပါဘူးဗျာသူနဲ့ကျုပ်နဲ့လည်းတွေ့ခဲပါတယ်နောက်တော့ကိုနီတာကားတစ်စီးထောင်နေဗျကျုပ်တို့ရွာနဲ့မြို့နဲ့သွားတဲ့ကားပေါ့ဗျာကျုပ်စီးရင်တော့ဘယ်တော့မှအခကျင်းငွေမယူပါဘူးဗျကိုနီတာမှားထားတာသူလူတွေကလည်းတာတီကိုကားကမယူရဘူးဆိုတော့မယူရဲဘူးပေါ့ဗျာအဲ့ဒါကြောင့်မှလည်းသူတို့မသိကြပါဘူးကြာလာတော့ကိုနီတာရွာမှာတော့တိတ်မနေဖြစ်တော့ဘူးဗျမြို့ကကုန်တယ်တွေနဲ့အတွေ့များလာတယ်ဟိုအားလူတွေကသူ့ကိုမန္တလေးတို့ရန်ကုန်တို့ကိုခေါ်သွားကြတယ်ဖဲချဖဲနိုင်ဂျင်ချဂျင်နိုင်ဖြစ်နေတဲ့ကိုနီတာကိုအရန်အထင်ကြီးကြတာပေါ့ဗျာကျုပ်ကြားတာကတော့ကိုနီတာအတော့ရောအစရောအပျော်ပါရောစုံနေပြီတဲ့ဗျသူ့အဖိုးလေးဦးတာဝါတော့ကချမ်းသာလာတော့ရွာဖုန်ကြီးเจ้าတွေပြင်းတယ်ဖျားတွေပြင်းတယ်စာတင်เจ้าတွေစောက်တယ်ကိုနီတာချမ်းသာလာတော့ဘာမှလည်းလူတာမတွေ့ရပါဘူးဗျကျုပ်ကတော့ကိုနီတာကြီးယောဂါတွေဘာတွေရမှာကိုပဲစိုးရင်ရပါတယ်ဗျဒါပေမဲ့ကျုပ်ကရွာမှာသူတို့ချီပိုးလာခဲ့တဲ့ကောင်းလေးပဲဒီအကိုကြီးတွေကိုကျုပ်ကဘယ်ပြောရဲမလို့ဗျာနောက်တော့ကိုနီတာကြီးကရွာကိုတော့တိတ်မလာတော့ပဲဗျာရန်ကုန်မှာပဲအနေမြတယ်ရန်ကုန်မှာစီးပွားရေးတွေအပြိုင်ဆိုင်လုပ်နေတယ်ဆိုပဲဗျကျုပ်လည်းကျုပ်ကိစ္စနဲ့ကျုပ်ပါပဲဗျာဒီလိုနေပဲတယောက်နဲ့တယောက်အဆက်ပြက်လာတာပေါ့ရွာတွေကလူတွေကပြောတယ်ဗျတတေးရန
နီတာကြီးကကြံခဲ့တဲ့အချိန်မှသာရွာကိုမရောက်ရှိခြင်းရှိမယ်။သတင်းကြိုလာပြင်းနဲ့တပေါင်းလာပြင်းနဲ့ညတော့ရွာကိုတော့အမြဲရောက်တယ်ကွာ။ဒါမဲ့ကြာတော့မနေဘူးကွာ။နောက်နေ့ဆိုပြန်တော့တာပဲ။ဒီကပဲဝယ်နန်းဝယ်အလုတ်ကလည်းသူရှိစရာမလိုတော့ဘူးလေကွာ။သူ့ညီတွေနဲ့တင်ပြီးနေပြီမလား။ကားကလည်းသူ့ညီအငယ်ဆုံးအောင်ညွတ်လုံးနေတာလေ။သူကရန်ကုန်မှာစီးပွားတော်ဖြစ်နေပြီပဲ။နီတာကိုတို့ရသားတွေကလူပြေးလို့ကိုတတ်မှတ်ထားတာကွာ။အခုတော့နီတာတို့ကြီးပွားချက်ကတော့ကန်းကိုကုံရောဟဲ့ရွာသားတွေပြောတယ်သတင်းကြော်လာပြနေတဲ့တပေါင်းလာပြအเจ้าကိုတော့ကျုပ်တယောက်ကလွင်ဘသူသိမတော့ဗျာ။အော်ငနက်ကြီးပေါ်မှာပေးထားတဲ့ဂရိကတော့ဒီနေတုံးပဲလားလို့တွေးပြီးဝမ်းသာပီတိဖြစ်ရပါတယ်ဗျာ။ညကတော့သတင်းကြော်လာပြကြော်တရက်ဗျာ။ကျုပ်တို့ရွာလူငယ်တွေစုပြီးရွှေတောင်ကုန်းဖျားမှာစင်မီးကိုထောင်ကတ်လူကြတယ်။ပြီးတော့ကြာကန်ကြီးထဲမှာမီးဖောင်မျောကြတယ်။ကန်ရေးဆိုတော့ဒီတော့မျောတော့မမျောဘူးပေါ့ဗျာ။ငွေလုံးနဲ့ထိုးပြီးနေရာရွှေ့မှချတာပေါ့။ကန်တစ်ခုလုံးပြည့်အောင်မီးထုံတဲ့သဘောပါပဲဗျာ။ကျုပ်လေညတော်တော်ညင်နေမှအိမ်ပြန်ရောက်တယ်ဗျ။မနဲ့ကျုပ်အိယာထားတော့အယူဝိုင်းကြီးနဲ့အမေကပြောနေကြတာကိုကျုပ်အိမ်ကန်းထဲကနေနောက်ဆုံးနှစ်ပြားကြားလိုက်ရတယ်ဗျ။ဘာအကြောင်းပြောနေမဲ့တက်တက်ကွက်ကွက်မကြားရဘူး။ဒါမဲ့အယူဝိုင်းကြီးကိစ္စရှိလို့သာအစောကြီးရောက်လာမဲ့ကျုပ်သိတယ်ဗျ။ဒါနဲ့ကျုပ်အခန်းထဲကထွက်လာခဲ့တယ်။ဟဲ့တာတီဒီလိုလောင်အမေကကျုပ်ကိုလမ်းခေါ်တယ်ဗျ။ဒီကလေးကရွာမှာတခုခုဖြစ်မှန်းကျုပ်သိလိုက်တယ်။ဘာတော့အမေရဲ့ဟဲ့ဘာတော့လုံးမနေနဲ့ညနေတာတေသွားပြီတဲ့ဟင်ဘယ်နေတာတော့ဗျဘယ်နေတာရမလဲဟဲ့ခက်ရှိနေတာပေါ့တချင်းနေတာပေါ့ဟဲ့ဟင်ဘာဖြစ်တော့အမေကိုနီတာကြီးကရန်ကုန်မှာနေတာဆိုကဲဝမ်းကြီးရေနိတူကိုနေမဲပြော့ပြလိုက်တော့ဟဲ့ရန်ကုန်မှာနေတာတော့ဟုတ်တယ်ဟဲ့ဒီလိုသတင်းကြိုလာပြေးဆိုရင်နီတာရွာကိုပြန်လာနေကြလေအဲ့ဒါမနေ့ကမနေ့ကရောက်တယ်ညကြတော့တေရောတဲ့ဟင်ဘာဖြစ်လို့တော့အကြီးဝမ်းကြီးရဲ့ဟဲ့ရိုးရိုးတေတာမဟုတ်ဘူးဟဲ့သူတို့ဝိုင်းထဲကစိတ်ဘလူးပင်အောင်မှာလက်ပင်ကြီးကျိုးကြပြီးတင်းနေတာတဲ့အနားမှာလဲကြက်ဖကြီးတကောင်တင်းနေတာတွေ့တယ်တဲ့ခွက်တလုံးထဲမှာလဲတွေးတယ်ဆိုပဲမြက်ပြူပြောတာကတော့အဲ့ဒါကြက်သွေးလို့ပြောတာပဲလက်ပင်ကိုလိန်ချိုးထားတာများမျက်နှာကြီးကကြောဘက်ကိုတော့ရောက်နေတာတဲ့မျက်လုံးကြီးနှလုံးစလုံးပြိုးထွက်ပြီးရှာတော်ထွက်နေတယ်ဆိုပဲဟာမနေ့ကသတင်းကြိုလာဆုတ်တည်းရပဲကိုနီတာတွေ့ရမယ်နေပဲပေါ့ကျက်ဖကြီးတင်းနေတာတွေ့တယ်ဆိုတော့ကိုနီတာတွေ့တာပဲသေပုံတင်ကြီးကြည့်တာကတော့သူ့မွေးထားတဲ့သူ့တပည့်ငနက်ကြီးရဲ့လက်ချက်ဆိုတာတော့သေချာတာပေါ့ဗျာအေးပြီးတော့အနောက်ပိုင်းကဘုံမင်းတင်ကြီးပြောတာကတော့ညာတကောင်ကျော်လောက်မှတရွာလုံးကခွေးတွေဥကြတာတဲ့သူလည်းအိမ်မပြောသေးတာနဲ့အိမ်ပြင်ကိုကြည့်နေတော့မဲကြည့်တဲ့ဘာကောင်ချင်းမှမသိဘူးတဲ့နေတဲ့ကောင်ချင်းမဟုတ်ဘူးတဲ့ရွာနောက်ဘက်ကနေတင်ချိုင်းကုန်းဘက်ထွက်သွားတာတဲ့ခွေးတွေကအဲ့ဒီမဲကြီးသွားတဲ့ဘက်မှာဥကြတာဆိုပဲအကြီးဝမ်းကြီးကသူ့ကြားတာကိုဆက်ပြောပြတယ်ဗျဟာဒါဆိုရင်ညပဲငနက်ကြီးကကိုနီတာကိုရက်ဆက်တက်လိုက်ပြီးထွက်သွားတာပဲဖြစ်မယ်လို့ကျုပ်တွေးမိတယ်ဗျကျုပ်ကိုနီတာတို့ဝိုင်းထဲရောက်တော့အလောင်းကိုရဲတွေကတဲပြီးတော့မြို့ကိုပို့လိုက်ကြပြီတဲ့ဗျလူတွေကတော့ကိုနီတာတို့ဝိုင်းထဲမှာဟိုပြောတီပြောနေကြံခဲ့ကြတာပေါ့ဗျကျုပ်စိတ်ဘလူးပင်လေးကိုကြည့်လိုက်တော့ဟာအကြီးကြီးကိုဖြစ်နေတာကိုတွေ့လိုက်ကြတော့တယ်ဒီအပင်ဟာငနက်ကြီးကိုနီတာမွေးတဲ့ညကကျုပ်ကိုယ်တိုင်ထမ်းယူလာတဲ့အပင်ဆိုတာဒီရွာလူတွေတယောက်မှမသိကြဘူးပေါ့ဗျာဒီကိစ္စတွေပြီးဆုံးပြီးသွားလို့လောက်တော်ကြာမှကိုနီတာကိုသူ့မွေးထားတဲ့တရေငနက်ကြီးကရက်ဆက်တက်လိုက်တဲ့အကြောင်းကိုကြုတ်သိခဲ့ရတယ်ငွေကိုရေလိုသုံးနိုင်တဲ့ကိုနီတာဟာအကျင့်စရိုက်တွေပါပြက်လာပြီးမိမတွေ့ရင်မရှောင်နိုင်အောင်ဖြစ်လာတဲ့ဆိုပဲနောက်ဆုံးဗန်ဖွေးကုန်းကဆရာနဲ့ရဲ့သမီးအငယ်ဆုံးနဲ့ဇလန်းတွေရှုပ်ခဲ့ကြတယ်ဆိုတာကိုနီတာဘသူ့ကိုမှလက်ထပ်မယူပဲငင်းဆန်ခဲ့တဲ့သူဆိုတော့ဆရာနဲ့ရဲ့သမီးကိုလည်းသူလည်းမထက်ခဲ့ဘူးအဲ့ဒါကြောင့်တရေကြီးဖြစ်ပြီးကိုနီတာရဲ့စေပါဖြစ်နေတဲ့ငနက်ကြီးအရန်နာကြီးပြီးတော့ရက်ဆက်တက်ခဲ့တာပေါ့ဒီလိုတက်ခွင့်ကိုလည်းငနက်ကြီးကဘက်ဖော်ကစီမှာတောင်းပြီးမှအခုလိုရက်ဆက်တက်ခဲ့တယ်ဆိုတာကိုကျုပ်လုံးဝယုံကြည်ပါတယ်ဗျာဘက်ဖော်ကဒီလိုလူမျိုးကိုအရှမ်းပုံးတယ်ဆိုတာကိုတင်ချိုင်းကဝေဖြစ်ဖို့စ조사တဲ့ကိုတက်ခါကိုမဖဲဝါကိုယ်တိုင်တက်ခိုင်းတဲ့အကြောင်းကိုကျုပ်ရေးပြခဲ့ပူပါတယ်မဖဲဝါကသူများသားပြိုသမီးပြိုကိုဖျက်ဆီးတဲ့သူဆိုရင်အာကြီးမုန်းတာဗျပရိသတ်များရှင်ဒီနေ့မှာတင်ဆက်ပေးခဲ့တဲ့စာရေးဆရာတာသေးရေးသားထားတဲ့ငနက်ကြီးရဲ့ဆရာဆိုတဲ့ပရလောကဇလန်ကောင်းလေးကတော့ဒီမှာရင်ပြီးဆုံးပါပြီနောက်ရက်များမှာလည်းကျမတို့ရဲ့ချွေကျဲလေး channel ကနေ
ဒီလိုဇာတ်လမ်းမျိုးတွေကိုထပ်မံပြီးတော့ရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့တောင်းဆိုလိုက်ပါရစေနော်။ဇာတ်လမ်းလေးကိုဆုံးထိလိုက်ပါနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တဦးချင်းစီတိုင်းကိုလည်းထူးပင်ကျေးဇူးတင်ပါတယ်ရှင်။